ဈေးဘယ်လောက်လဲမင်္ဂလာကို အော်မင်္ဂလာပါဗျ ဝတ်ထားရ outfit လေးမိုက်ရနော် အော်ကျေးဇူးပါ ကျွန်တော်လည်းအဲ့လိုလေးဝတ်ချင်တာဘယ်လိုဆိုင်မှာရလဲမသိဘူး အော်ကျွန်တော်ကဒီ outfit ဆိုင်မှာအလုပ်လုပ်နေတာပေါ့တစ်ချက်လိုက်ပြပေးရမလားဗျ ဟောကျွန်တော်လေဟိုအခုလိုပုံစံတော့မဟုတ်ကျွန်တော်ကအဲ့ဗမာဝတ်ဆောင်အဲ့လိုမျိုး Burmese dress ကိုတော့ခက်မိုက်အဲ့လိုမျိုးလေးရချင်တာရှိလားမသိဘူးဆိုင် အော်โอเคလိုက်ခဲ့အခုလိုက်ရွေးပေးမယ်လာဟိုစားအခုလုံးနေဆိုင်ပါဒီလေးပြောခုနဗာမီကျွတ်ပြောနော် ဟုတ်တယ် โอเคအခုနားလေးရဆိုလေးရတာโอเคကြောက်ဒါလေးလေး โอเคဘယ်လဲကျွန်တော် outfit လေးဆင်ပြရမလို့ လောကမိုက်ကျွန်တော် outfit လေးဆင်ပြတာ comment မှာ like လိုက်တော့